ယူတော်မူကြပါရှင်သာဓုအမြယူတော်မူကြပါကုန်လို့တပည့်တော်မှာပြေကအမြဝေးလို့တော့ယူမဲ့မရှိတော့ပါလားဘေးရအဲ့လိုလည်းမတွေးပါနဲ့တက္ကမကြီးဟာအကြောင်းကြောင့်သောအကြောင်းတရားတွေကလည်းအများသားကလားဘုန်းကြီးတော်ဓာတ်လေးပါးနဲ့မညီမျှလို့တက္ကမကြီးတို့အိမ်ကိုလိုက်မကြွနိုင်တာသာကြည့်တော့ဥပဒံကြောင့်ဥပမဖြစ်စေနဲ့တက္ကမကြီးအရေးကြီးတာကသွားလေသူအတွက်အမျှရဖို့ပဲမဟုတ်လားကိုယ့်ဘက်ကတာဝန်ကျေခဲ့ပြီပဲကိုယ်ကျမ်းမာရေးသာကိုယ်ပြုစားကိုယ့်အတွက်သာကိုယ်လှုပ်တော့တက္ကမကြီးကဲအချိန်လည်းမနေတော့ဘူးပြန်နေတယ်တော့အိမ်မှာလည်းကျွေးရမွေးရအောင်မဲ့အဲ့နဲ့စောင်းနေမဟုတ်မထင်ပါဘူးဗျာအတူပါအိမ်နဲ့တူအောင်ငါမွေးငါချက်ထားပြီမယ်ဘယ်သူမှလည်းလာစားရဲပဲမထင်ပါချက်တဲ့လောက်အကုန်ပုံပါပါအော်ဟိုကတက်ခဲလေးကိုလေဘုံတို့ကြောင်းတော့မဟုတ်ပို့ခိုင်းလိုက်မယ်နော်အောင်မလေးမပို့ခိုင်းနဲ့ကျောင်းမှာလည်းစားမဲ့လူရှိမှမဟုတ်ပါဘူးဘုန်းကြီးကလည်းဓာတ်လေးပါသိမကောင်းဘူးမပို့ခိုင်းနဲ့ကဲဒါဒုမပို့ခိုင်းနဲ့တော့တက္ကမကြီးအေးတာပဲကွာကိုကအေးစေးနာပြီးစားရင်3ရက်လောက်ထားစားလို့ရတယ်ထမင်းအောင်ချက်ကြမလို့အေးစေးပဲအစ်စေးပဲပေါ့မင်းတို့က3ရက်လောက်ထားစားနေပါတော့မင်းတို့နောက်ထပ်တို့ထပ်တယ်လာရုံကအစ်စေးပဲရွှေနဲ့ဆောက်သီးတို့ဆိုလမ်းပြီတွာလုံးထူးဆန်းတယ်ဆိုရေလည်းလာဝါကြမင်းတို့ကလေးတို့ရွတ်သွားကန်တာဟုတ်နော်သေရောမွဲကဘယ်သူမှလာမစားဘူးဘေဘီငါတို့ဝဲပြပါအာမလေးဗျဟာဟဲ့ကောင်အောက်ကလူကမင်းဖေအာသူပါမို့ဟာနားတော့ကွာရှင်းအောင်နာနေလို့ကွာညာဖိုးတော်တို့ငါ့ကိုနောက်ကနေ6ရက်သွားတာမင်းမအသုံးမကြမင်းကကြိုးကြည့်ထားပါလားမင်းကအရေးရဲ့အကြောဆိုမင်းကအိုကဲလိုက်ရှာနေတယ်အဲ့ဒါမင်းခံလားဟဲ့ခဲဘူးလို့လားကွာဟာငါစော်တာလည်းကြည့်လိုက်အောင်ဒီကောင်မျက်လုံးတွေပိတ်ပြီးတော့ဘာမှအမြင်မရှင်းတော့အခုက6ရက်လို့ခံရတာမင်းကမျက်လုံးပိတ်နေပိတ်တာငါဆွဲချိုးလိုက်တာနော်ရောဘဲတန်ချေသိန်းလိမ့်လို့တော့မပြောက်ဘူးမသိဘူးကွာငါတော့တွေ့ရကောင်ဖိတာလဲစီကိုတော်ကြပါတော့ကွာမင်းတို့ကောင်တွေကလေငါအိပ်ပိုက်အိပ်ရတယ်မရှိဘူးလက်သီးနဲ့ထိုးတော့ကြိတ်တော့လို့စာဖွဲ့ပြီးတော့ပြိုင်ဆိုင်လုပ်နေကြနောက်တစ်ခါမင်းတို့လက်သီးနဲ့မထိုးနဲ့ဓာတ်နဲ့ထိုးအသေးခုတ်နော်အဲ့ဒီတော့မှပြိုင်ကြမင်းတို့ဘာလဲမင်းကမလုပ်ရဘူးတယ်လားကြည့်လိုက်နောက်တော့ဝဲဒါမလို့ဘူးဒီကောင်သေအောင်ထုလို့ရတယ်အုတ်ကြီးနောက်တစ်ခါအုတ်နီကမရှာရအောင်မင်းလေဘေးမှာအုတ်နီကိုချိတ်ထားလိုက်ဆွဲထားလိုက်အလွယ်ကူဒုတ်ထုလို့ရတယ်ဒါရင်ခမည်းသားတွေလုပ်ဖို့ကောင်းရသေးရဲ့လားဗျကိုအိမ်ကိုအတုပလာမေးတဲ့ဧည့်သည်ကိုတော့မှစော်ကားလုပ်လိုက်ကြခမည်းသားတွေတော့မရဲတဲ့ကောင်တွေပဲကျုပ်သားကိုတခြားရွာကဆိုပြီးတော့အနိုင်ကျင့်လိုက်ကြဒီမှာလာကြည့်ကြမကြောက်ပါနဲ့ငါပါပါတယ်ကြဒီမှာလက်ကလေးကျိုးသွားတယ်အောင်းမှလည်းပေါက်သွားတယ်လက်ချက်ပြလာသွားတယ်နဲ့ဆောင်းကျိုးသွားတယ်သိကြလားဟိုရေဒီလာကြည့်ဗျဟာလို့ကိုအများတို့ညာတော့ကတော့ဘာကမှကြောက်နေကြတာဟမ်တဲ့ရက်တည်းနဲလားကွာတော့ဘာလို့ဖြစ်လဲတော့ဟဲ့ဟာတို့ရင်ခဏကနေမရဲတယ်လားခဏမဆုံးမထားဘူးလားအဲ့တော့လူကမွေးတယ်လားဟုတ်ကဲ့လားဟဲ့တောင်းလေအသက်ကြီးရောမမရိုင်းနဲ့နော်ကြက်သေးမရှိသူများအရှင်မှာလာအော်မနေတဲ့ကျုပ်တို့လည်းဒီအသက်ကြီးအောင်မသိဘူးဗျနားလေကြောက်ခဲနေပါစပါကိုတိုက်ခါစမ်း
ကျွန်မတောင်းပန်ပါလေရှင်နော်ဟိုညာဖြစ်ပြတဲ့ဖြစ်ပြကောဒီကလေးကိုဒဏ်ရာရထားတာရောကျွန်မတောင်းပန်ပါလေအများကြီးတောင်းပန်ပါလေ လိုပါအောင်မေယာဟာဒီလိုပါစက်နဲ့တောင်းပန်လို့လည်းပြီးမှလားဗျဖြစ်သွားတာတွေကနဲတာမဟုတ်ဘူးကိုယ်အိမ်လာလေတဲ့ဧည့်သည်ကိုစော်ကားလွတ်တာဒီကိစ္စဘလောက်အမှုကြီးမယ်လို့ခင်ဗျာထင်တယ်လေမျိုးကသူ့ဘတွေအကုန်လုံးပါဝါရှိတဲ့လူတွေကြီးပဲသူတို့တော့သိသွားရင်ခင်ဗျားတို့တမီသားလို့ရရရှိမှာမဟုတ်ခင်ဗျားနားရဲလား ဟုတ်ပါတယ်ရှင်ဟုတ်ပါတယ်ဟိုကလေဟိုကျွန်မအနှူးညွတ်တောင်းပန်နေပြင်ကိုလေကျွန်မတို့ဘက်ကဘယ်လိုလုပ်ပေးရမလဲဆိုအမိန့်ရှိပါရှင်အေးဒါဆိုရင်ငါအမိန့်ရှိပဲဘယ်ကောင်မင်းပါလဲတော့ပေါ်နေတယ်ဘယ်ကောင်မင်းတော့ဘာသာအေးဘေးဘာမှမကြောက်ပါနဲ့ကွာမြင်ပါလေကြီးပါလေကွာကြောက်တယ်သူတို့ဘာပေါ်ကြည့်တယ်သူတို့ဘာပေါ်ကြည့်တယ်အာမစမ်းကြည့်ပါလား我讲了，妈耶！哎，这不玩了，搞你！你说真的别管，妈呀！我家爸哎妈拍了也比这的，拍了妈的！好了，亏妈啥？你看我结婚了吧你？没有我的，没有我的。来，你把人来，啊，别了，好不呀？ရောက်တော့ထိကန်လိုက်ပေးရောအသက်ကြီးကြီးနိုင်ငံဒီမှုကဒီမှုပဲထောင်ပြင်တမ်းမရှိဘူးအမေဖေပြောကအမှတ်မထားဘူးလားထောင်ကြောက်ပါပဲကျွတ်ချက်ဖို့ပေါ့ဟဲ့မင်းကလည်းသွတ်တယ်နေလားမင်းကဘာလုပ်လဲဟမ်မင်းပလိမေပဲမင်းဘယ်သူဘာလုပ်လဲမင်းဖေနဲ့မင်းထိုးရတယ်မလားဘာလဲအားလုံးကတော့ဟုတ်လားမင်းအဖေမင်းမရဆွဲတော့ငါ你那没得嘞，没搞搞出来。你下来嘞，爸妈没洗吧？我打入耶，哎，没弄在那面没有那些改变耶。爸嘞，没听那家的了，你打入，没听那家的了。မိမလေးအခုရလည်းမရှိတော့ပါဘူးဒီကနေ့အချိန်လေးမှာတော့အမေကိုလေမင်းတို့ညင်ညင်သားသားနဲ့အသက်ထွက်ခွင့်ပေးပါသားတို့ရဲ့သူတို့ဘယ်လိုလဲကြောက်ခဲစိတ်မူပါနဲ့ဆရာမဘာမှဖြစ်တော့ပါဘူးသူတို့တွေကကျွန်တော်တို့အတန်းပိုင်းဆရာမဟုတ်တယ်သူ့နာမည်အလင်းရောင်နဲ့နာမည်လေးကဘယ်လိုအလင်းရောင်ပါမယ်ဟဲ့တော့နာမည်လေးနဲ့လိုက်တာအေးသမီးလေးပြန်လာလေလူတိုင်းပေါ်မှာစေတနာထားမဲ့ပုံတော့ဟုတ်ပါဒီဘက်တီတော်မျက်နှာနဲ့တခြားစီပေါ်မှာခါပြောတယ်နင်တို့ရုံလိုက်ရှင်လို့လိုက်နေအောင်မင်းလားကျမခေါ်လို့မလွဲတာလို့လိုက်လားငါလည်းမလွဲတာလို့လက်ခံတာပါမျိုးနဲ့လိုင်းညမတူပါဘူးဟဲ့အဲ့ဒါကကြည့်တော့ဆရာမကြီးဒီငါအခန့်ကောင်းတော့လေဘသူမှလာကျင်ကြတာမဟုတ်ဘူးမောင်လည်းအတုပချက်တဲ့နေကြလာမလို့ရဲ့တော့ရဲ့လောကမပြတ်ဖြစ်နေရတယ်အခုမှပဲဒီတော့လိုက်ဖို့ခင်းနေရတာကျေးဇူးတင်ပါတယ်ဆရာမကြီးအားလင်းနာပါတယ်ဟိုကျမတို့မှစည်ရင်တော့မှတော့လေနေရထိုင်ရအခန့်ဘာမှဖြစ်ပါဘူးတော့ရဲ့အဲ့ဒါကြီးထပ်ပြောနေကြမလို့ပါဘူးကျမတို့လည်းလည်းလို့စားရပဲလေဆရာမကြီးမရှိတာတဲ့မသိတာထက်ဆိုတယ်လို့ပါပဲစောစောကတွေ့ချင်းစောင့်နေထွန်းလိုက်လို့ဆရာမကိုတောင်းပန်လိုက်ရတယ်လို့ပေါ့အမေငကိုရဲ့အထင်သေးပြီးသားပါမေအဲ့လောက်လည်းပို့မနေပါနဲ့တစ်စက်မှလည်းကောင်းကွက်ကိုမရှိတော့ပါဘူးလူတယောက်မှအားလုံးမကောင်းတာကြီးပဲဆိုတော့မရှိပါဘူးလေနေ့မှလည်းကောင်းနေရခြင်းနဲ့အများကြီးရှိပါတယ်မရှိပါဘူးဟာဘလို့ကောင်းပါလဲငါတို့ဆိုရင်ကျောင်းတက်ပညာသင်တဲ့စရိတ်စခါတွေအားလုံးမိဘတွေကပေးရတာလေနင်ကနင်းစီနေရှာပြီးကြောင်းတက်တာဆိုတော့အဲ့ဒါနဲတဲ့အရေးချမ်းတာဒါလေအမေရဲ့လိုအပ်ချက်ပါတည်းလေအမေမှလည်း
မေသမီးတို့ကအဲ့တဘောမျိုးမဟုတ်ပါဘူးမေကြောက်ခဲကို ညီသိပါလေတမီးပြောချင်တာလေညီသိတယ်တမီးကလေဟိုဖိုးဖတ်လေးကိုစိတ်မကောင်းဖြစ်မိတာပါ အာမစိတ်မကောင်းဖြစ်ပါနဲ့ထွေကြောက်ခဲရအเจ้าမှလည်းစားထုတ်ပါတယ်ရလဲကောင်းပြီးသားပါလက်ပြန်ရောအเจ้าပြန်တယ်မယ်မို့လား ဟုတ်ကဲ့ပါဆရာ မိလိုက်တဲ့စာတွေကိုလင်းအောင်စီကနေလည်းပြန်ကူးလိုက်ပါနော် ဟုတ်ကဲ့ ဟောမောင်လည်းပြန်လိုက်ပါဦးမေ ဟုတ်ကဲ့ ဒါလေးကတော့ကျမတို့ထားလာရေးအတွက်လုပ်လို့ ဟုတ်ကဲ့သူ့ဖေးအတွက်ရည်စူးပြီးလူလုပ်တဲ့အခါကြလို့ရှိရင်ဒီငွေလေးကိုထည့်ပြီးလှူလိုက်ပါမယ်ဆရာမ ရေလို့တယ်ကွာရေလို့တယ်ရေ 哎呀，俺都猜呀，本家也是这样的，怕爷嘛没有，怕爷嘛那么 low。 啊ဘာလာပြောနေလဲဖဲဘယ်ဆက်မရှိဘူးပြောတာပေါ်တယ်မှာ 对不对瓜？ ဟောတိုင်းရအောင်နဲ့မှမရှိဘူးတော့ကွာမင်းကလည်း 俺妈妈这边太阳全嘛当年，没别干了瓜。呀，跑路，跑不着。然后赶紧给看看咱们瓜。 ဟိုဒီတိုင်းကမိုက်ခတ်ထင်းဆိုင်လားအာမင်္ဂလာထင်းဆိုင်ပြစိုက်မုတ်ရတာစာမဖတ်တော့လားဟဲ့ ဟုတ်ပါလေမခက်ချင်းနေဆိုင်မှာ မင်္ဂလာထင်းဆိုင်ပါအဲ့လိုတော့ကိုကြီးမပြောတော့တမန်ရေးတာမင်္ဂလာထင်းဆိုင်ဆိုသူဘက်တော့မိုက်ခတ်ဖြစ်နေတယ် ဟုတ်တယ်လေအမဟုတ်ပါဘူးသူကမခက်ချင်းနေဆိုင်နဲ့ဗမိုက်တဲ့ကောင်တော့တောက်ပြီးထားတယ်အမိဘလောက်ထားတယ်ဘာဝင်ပြောနေတာလဲဘာဝင်ပြောနေတာလဲဒါရိုးရိုးရေးတတ်တာမဟုတ်ဘိုးစင်ရဲ့ခင်လူဝဟတာကြီးကိုကျူးပြီးတော့ရေးထားတာနော်ကျူးတဲ့လူမှဖတ်တတ်တာလမ်းတဲ့လူမှနားနေတာတော့ပေါက်လားအိုးဆရာဆိုင်တော့တက်ပလိုက်ပြန်ပြီဒီလိုဒီမှာတပည့်ခံတာတမိုးရှိတယ်တမိုးရှိတယ်မလီတပည့်ခံတော့ပါပြီ ပိုးစိန်စီမှာအာဆရာစိန်စီမှာတပည့်ခံဘူးလားဟာ ဟုတ်ပါလေဆရာလေဒီနေ့ဒီချိန်ဒီနေရာမှာဟိုတရားစားဖွင့်မယ်တဲ့မှားထားလို့ အဲ့ဆိုလို့ရှိရင်တင်တန်းဝင်ကြီးနှစ်စဉ်ကြီး9000ပေး ငါတော့ 9000ရှင်းတော့ရှင်းမဲ့ဟမ်စင်းမဲ့လေအလုပ်လုပ်အောင်ပါလေအလုပ်တက်တော့ရတော့အလုပ်ဟုတ်တယ်ဟုတ်ဟုတ်ဆရာပြောတော့မေတ္တာနဲ့အခမဲ့ တရားမြင့်တော်ဆိုတပည့်အသိကြမှာလေဟမ်လက်တင်မှာအသက်ဝင်တယ်မကြောက်ဘူးလား ဟုတ်မပေးကတော့ပေး 9000တော့မပေါ့ဘူး3000ပဲပါ ပေးပါတော့ပေး3000လို့ရေးလိုက်အကျွေး2000လို့မဲ့ အမဟိုတွေးတော့မလုပ်ပါနဲ့ငါတို့ချက်စရာကြီးပါဝတ်နေကြအောင်တွေးတော့မလုပ်ပါနော် အဲ့ဒါနိုင်ချုပ်နိုင်ယုံ2000နဲ့ဈေးပြတ်တယ်နော်ကဲအကျွေးရှင်းပြီလို့မှလည်းနော်ဒီမှာအကျွေးတူတော့တွေးဘူးတယ်နော်အကျွေးကင်းတော့အတွေးရှင်းတယ်တဲ့တင်းနေကြမှာဟေးဟေးကောမယ်နေဦးလေ မင်းရဲ့တင်တဲ့သားသစ်စီကနေပြီးတော့ငါရံမုံတောက်ထားတယ်ဖိုးလူကြီးမှာသင်းကြည့်တယ် မင်းဘာရှာလို့လဲငါအကမဲ့တင်ပေးတာ အဲ့ဟာမင်းကတင်ပေးတာမြင့်အောင်လုပ်ပေးတာမင်းကမဲ့လို့ငဘောကြီးဖြစ်သွားမှာ နားမလဲဘူးလား ဟုတ်ပါလား အေးပါ ဖိုးလူကြီးမှာသင်းကြည့်ဖိုးလူကြီးမှာသင်း ကျေးဇူးမင်္ဂလာပါ ဆရာရေဟိုတပည့်ကြီးညှော်လိုက်ရတာဆရာလာဖမလားလို့အခုမှပဲတပည့်ကြီးရဲ့ကျွေးရင်မှပြီးရေစွတ်ချက်လို့အိမ်ပြန် ကျောင်းရှိကိုလာရင်ဒီကောင်အဟောင်းနေခွာချခဲ့ရမယ်လို့ကျုပ်ပြောထားခဲ့တယ်နော်ဟုတ်ကျုပ်တို့အကျူးသမားတွေကလွတ်လပ်တဲ့သဘာဝတွေကအစ်စ်တွေကိုပဲရှာပြီးတော့ကျူးတယ်အနှစ်တွေကိုပဲရှာပြီးမကြည့်ကြည့်အောင်ကန်တယ်အစ်စ်တွေကိုပဲရှာပြီးတော့ကျူးတယ်အဟောင်းနေဘလို့အသွေးတွေဘလို့သူများတော့တူပါကြဘူးအားလုံးစမ်းရောက်နေအားလုံးစမ်းမယ်ဟောစမ်းမယ်လွတ်လပ်တဲ့သဘာဝကြီးမှာတစ်တစ်ပဲတာရှိတယ်လွတ်လပ်တဲ့သဘာဝကြီးမှာတစ်တစ်ပဲတာရှိတယ်လွတ်လပ်တဲ့သဘာဝကြီးမှာတစ်တစ်ပဲကိုရောက်ရှာမယ်လွတ်လပ်တဲ့သဘာဝကြီးမှာတစ်တစ်ပဲကိုရောက်ရှာမယ်လွတ်လပ်တဲ့သဘာဝကြီးမှာတစ်တစ်ပဲဖြစ်နေတာ ဟဲ့ကြည့်မယ်ဟဲ့အာဆိုင်ရှိဆိုင်ဖို့မင်းဖတ်ခဲ့ပလားဟမ်ဟဲ့ဖတ်စရာမလိုငါအလွတ်ရတယ်မင်းတို့ကမင်္ဂလာပါထိုင်းဆိုင်ဆိုပြီးပဏာမကျူတော်တာကြမ်းလိုက်လားဟမ်
နောက်ထပ်ဆိုင်ဘုတ်တွေအများကြီးရှိသေးတယ်ကောင်သွားဖတ်လိုက်အောင်နော်ငါဆိုင်ထဲကိုဝင်လာတဲ့ကောင်မှန်သမျှလိုက်နာမယ်စီကံချက်တွေအားလုံးငါရေးထားတယ်မင်းနားလဲလား အမအရေးမပါမင်္ဂလာစာလုံးတော့မှဖုတ်တူဘာသာပြန်ခိုင်းတဲ့ကောင်များ ဟဲ့ကောင်သွားမြို့မှာသွားပြောမြို့မှာသွားပြောငါဆိုင်ဖို့ငါရေးထားတယ်ကြီးတော်ကြီးမင်းတကယ်ရေးထားလားမင်းအဲ့ဒါဆိုမင်းရေးပြမင်းရေးတိုင်းမင်းကတော့တစ်ချက်ထိုးရေးတိုင်းလည်းမင်းငါတစ်ချက်ထိုးမယ်စိတ်မလားစိတ်မလား တော့ထိုးခံနေတဲ့ကောင်စိတ်နေကွာငါရေးပြမယ်လာခဲ့ စိတ်လိုက် လာခဲ့ ရေး နေစမ်းမအောင်ငါရေးကြတော့မင်းကဖတ်တတ်မှာမဟုတ်လို့လား ဟာရတဲ့ပူတယ်မလို့ဟဲ့လူတဲ့နောက်တစ်ချက်လာပြီအဲ့ကောင်ဘောတူ ဒီကစားလေမငါဒီကခိုးရမှာဟုတ်မယ်ခိုးရမှာပေါ့ဒါမယ်ကြည်တာရေးပြလိုက်အဲ့အောင်ကြည်ရေးပြလိုက်ထိုးလိုက်တော့ဟာဒီရေးဘာရေးလုံးကြီးချင်းတစ်ချောင်းလေးမင်းနော်ကာကြီးရေးသားခါမင်းကခါခွေးနောက်ပြစ်လာမင်းကဒါကာကြီးပြောလိုက်တော့မယ်ပြောလိုက်တော့မှန်တယ်ဖိုးမယ်ဘာပြောတယ်မှန်တယ် ဘာလို့မားမှာလဲဘာလို့မားမှာလဲ မားမလားပြောမားလားမလားပြောအိမ်မခေါ်ရ ဘာဖြစ်တယ်ဘာမားတာလဲ ပဲကဲဘာလို့မားလားပြောမှန်တယ်ဘာလဲကွာမင်းတို့မှန်တယ်မားတယ်နဲ့အဲ့တော့ဒီလိုလားမင်းတို့နှစ်ကောင်အရင်သွားရှင်းနော်နိုင်တဲ့ကောင်အမှန်ပဲသွားရှင်းဘယ်မိဘမဆိုကိုသားသမီးတွေကိုကောင်းတာတော်တာပဲဖြစ်စေချင်ကြတာပါဟဲ့နင့်အဖေကြမှာပဲကိုသားရင်းတွေကိုစာတောင်းမတင်ပြီးပဲလူဆိုးလူမိုက်ဇက်သွင်းတယ်ဆိုတော့မယုံနိုင်တော့အောင်မှာပဲကြောက်ခဲ့ရဲ့အေးဟာငါလည်းစမသိဘူးကွာမေပြောမှပဲသိတာဖေကအမေနဲ့အိမ်အောင်ကြာကာစားတော့ကတော့အဲ့လိုရသမားအရင်ဆိုင်မဟုတ်သေးဘူးပါပညာမတတ်ပေမဲ့ရှိသမျှမိသားစုဝင်အားလုံးလက်ဝိတ်ထိုးပြီးရှာကျွေးခဲ့တာနောက်ဆုံးငါ့ကိုမွေးတဲ့အချိန်ထိပဲပေါ့ဒါမဲ့တနေ့ကျတော့ဖေသိယုံကြည်လေးစားရတယ်အဖေရဲ့ဆရာကိုရိုင်းဟာကောက်ချရုံမှခဲ့လို့ဖေကလက်ဝိတ်ကျူဝိုင်းထဲမှာကျဒုက္ခိတဘဝကိုရောက်ခဲ့ရတယ်အဲ့မှာပဲအရက်ဒီအလွန်ကျွံတော့ရနေလူတိုင်းပေါ်မယုံတင်တာစိတ်တွေနဲ့မကောင်းတဲ့ဘက်ကကြီးပဲလှည့်ပြီးမြင်နေတော့ပေါ့သူမွေးထားတဲ့သူ့သားတွေကိုလည်းသူခံရတယ်လို့မျိုးမခံရအောင်တင်းရတယ်အခုလိုလွဲကုန်ကြတယ်ထင်တာပဲနင့်ကိုလွဲတာလဲတကယ်ကိုအမခံပါပဲဟဲ့အဖေဆုံးပြရအောင်မှပဲတယောက်တစ်ခါနဲ့ဖြစ်ချင်တယ်ဖြစ်နေကြတော့ဘယ်ချိန်ကြမှာပဲအတိတရားရမှမသိပါဘူးမဝသေးလို့ဖြစ်မှာပါသူကသူပြင်းတဲ့ချိန်ကျရက်သွားတယ်ဟဲ့မေရွယ်တနာပါလေဟဲ့သူကအိုကြီးဟိုမှနဲ့သူတို့တန်တွေကိုခန်းနေရရှာတယ်ငါလည်းပါပါလေအားနာပြီးတော့ခြံမထားပါနဲ့နေရတော်ပါလေရဲ့တည့်ရနဲ့မိုက်တာလေးတစ်ခုပဲရှိတယ်အဲ့တော့ဘာတူးသေးလေဟာညီလေးငါ့ကိုမပေါင်းတာမှာတို့ကြလူမိုင်းနဲ့ပေါင်းတယ်ဆိုပြီးနင်တို့သားဖပါဂုံချက်တည်ညှိုးနေတော့နင်ငါအကြောင်းတည့်ရတယ်ဘာဖြစ်လို့အဲ့စကားပြောနင့်စိတ်ကိုတူလုံးငါပေါင်းတာပေါ့ဘာလဲငါစိတ်ကတည့်ရနဲ့မိုက်တယ်လူမိုက်ဆိုဟုတ်တယ်လေအဲ့လိုလူမိုက်တွေအများကြီးရှိရဲ့အထဲမှာတည့်ရနဲ့မိုက်တဲ့သူကတစ်ချိန်မှာလုံးဝအကျွမ်းမဲ့လိမ်မာတဲ့လူတယောက်ဖြစ်လို့ရတယ်တစ်ချိန်မှာတဲ့ချိန်တစ်ချိန်ချိန်မောဟာအဲ့ချိန်ရောက်တဲ့ဒီနင်ငါ့ကိုစိတ်ရှိလက်ရှိနဲ့စောင့်ပေါအောင်အေးပေါ့ဟဲ့ကြဖက်စောင့်မှုရင်ကြပြေဦးလေဟာဟ
ဘာစင်းမောက်အဲ့ရတော့မှာဟာတန်းလုံးပေးပြီးညင်းတယောက်ထဲပဲကြံတော့တာ အေးပါဟာတပတ်ကနောက်ဆုံးမလားအဲ့နေ့ကျရန်ပြီးရောပေါ့ ပတ်စံမရှိလို့မပေးနိုင်ဘူးစကားပြောမာရီကြောရင် အေးမိုင်ကျော်မခံနိုင်လဲလာမပြောနဲ့ကြီး ကြောက်ခဲဆိုတာမမှာပဲကြောက်ခဲဖြစ်ပြီးပျော့စစ်စစ်ဖြစ်နေလို့ရှိရင်ဘယ်မှာသုံးစားမလဲမင်းကပျော့စစ်စစ်ကြောက်ခဲရတော့သုံးစားလို့မရဘူးဆိုတော့မားလေးကြောက်ခဲဆိုတော့ဘယ်နေရာသုံးမလဲလမ်းခင်းပါပေါ့ကွာမင်းတို့ကလည်းငါတို့ကလမ်းခင်းထားတဲ့ကြောက်ခဲလေးတွေခေါင်းပေါ်ကနေလမ်းလျှောက်မင်းကကလေးတိုင်းနဲ့ညစ်တွန်းလာမတွန်းနဲ့နော်မင်းကမှကြောင်းဆက်တက်ခွင့်မရလို့လမ်းဘေးရောက်နေရပါဟာရောက်ငါဘာမှမဖြစ်ဘူးမင်းအဲ့လိုပဲသိတာဟုတ်ကွာဟဲ့ငါမိဘတွေကအခြေနဲ့နေမှမဟုတ်ဘူးရွှေနဲ့ငွေငါအခုဖုန်းကောက်ကိုအားလုံးစီစဉ်ပြီးသူ့လေးကိုဘာလဲခေါ်သွားဖို့အခြေစောင့်ဒီမင်းကမင်းအပြေပဲစောင့်တိုင်နဲ့ခေါင်းနဲ့ပဲစောင့်ရေးကြီးကငါလာမကြီးနဲ့ကွာငါမင်းလက်ကြီးပဲလွတ်လိုက်မှာနော်ကြောက်ခဲနေသူတို့ဘာလို့အရေးလို့ပြီးပြောနေလဲဟဲ့အောင်ကြီးမင်းအသေးလေးကတော့ကြောက်ခက်ဘက်မှာရှိနေအနေထားပဲဟဲ့တိတ်မျောနေပါသွားတယ်ချက်ကြည့်ဒီကောင်ခေါင်းရောဆက်မာနေတော့ကြောဖြတ်ပေးရမှာဘာဖြစ်နေလဲညစ်နေတာကွာညစ်နေတာဘာမှမဖြစ်ပါဘူးဗျာဘာလူနေလို့လဲငွေလုံးနေတာဗျာဘာလို့လို့လဲဖဲဘလို့ဗျာငါစားလို့ကွာဟာဒီတကအပီဗျာအပီဒါအပီရတဲ့အကောင်လုံးလိုက်ရေးဒါအပီပဲတဲ့အဲ့ဒါသူ့ရှင်နဲ့ထွက်လာတဲ့စကားလုံးကြီးပြီးတဲ့ကိုဝင်အောင်လိုက်ပြောနိုင်ပတင်းပြပါပြီဗျာဟိုးရဲ့ဟာလာပြန်ပြီနောက်တစ်ခါပြီးတဲ့ဟဲ့ဒီတကယ်ပြီးသားမှပြီးနဲ့တော့မြည်နေသေးတာဟာပတ်စံသာရှိလိုက်ကွာဘိုးဘွားတကူနဲ့နှစ်ဆတိုးရဆိုတာသနာတယ်ဘိုးဘွားတကူနဲ့နှစ်ဆတိုးမယ်ဆိုတာသနာတယ်ရေး2000ရရဲ့8000ဟာလုံးဝကွက်တီမယုံမရှိနဲ့မလွဲเสียဘူးအချင်းတွေ့ကြတာဒီတခါရိုက်စားပဲဥဘွားအဓိကလုံးနေတာပတ်စံโอเคလောက်ဆိုရပြီတချင်တကူဖြစ်ပြီဒါမင်းပြီးထည့်လိုက်တော့မင်းကဒီဘက်ချမ်းဆိုငါဒီဘက်ချမ်းဆိုနော်ပြီးထည့်ပါပြီးထည့်ပါချက်မယ်ပြီးထည့်ပါ1 2 3 4အဘဖြစ်တာလဲမြင့်နေတာအပလုံးနေလဲဝဲလို့နေတယ်အပလုံးတို့လဲဖဲလိုက်ဖို့နာဇမ်ဘာကွာဒီကပြီးပဲအလုံးလိုက်ပြန်ဒီကပြီးတဲ့ဒီကပြီးတယ်လုံးဝပြီးတယ်ပြမီးနေသေးတယ်Oh yeahအခုနေခါမှာပတ်စံရဘဘွန်တကိုနဲ့နကတော့မယ်ဆိုရတနာတယ်Oh yeahအတထောင်ရရင်4000ရမယ်2000ရရင်8000ရမယ်လုံးဝကွက်တီမျိုးရင်ကြည့်လိုက်ဒီခါမလဲအချင်းတွေထားတယ်ရိုက်စားပဲကွာဥပုပ်တီကလိုလာပိုက်ဆန်ပိုက်ဆန်ပိုက်ဆန်ဆန်Heyလာပါပြီကျွေးတဲ့ဘာနဲ့လူကြည့်လိုက်အောင်ကမ်းမယ်လမ်းမယ်ဟာဆရာကျူးကြီးတပည့်ကိုရှူသားမအောင်ဒီဇိုင်းဟိုဒီကန်းရအတန်းကြီးပါလားအော်ဒီအားလုံးဖွင့်ထုတ်ထားတာအော်တော့ရှိရဲ့အော်လိုနေမယ်အော်လိုဝတ်မယ်အော်လိုပြောမယ်ဒီချက်ကိုဖွင့်နေပြီလမ်းမယ်ကျူးမယ်လမ်းမယ်ကျူးပြီးလမ်းမယ်ကျူးပြီးကျူးမယ်ဟိုမကျူးလိုက်ဒီမဲ့လမ်းလိုက်အကျူးပြီးတော့လမ်းလိုက်လမ်းပြီးတော့ကျူးလိုက်ဟိုမကျူးလိုက်ဒီကကျူးလိုက်ကျူးပြီးလမ်းလမ်းတော့ကျူးဟာဒီကတော့ကိုင်းရောကွန်ပျူတာမယ်လေအောင်လဲမှချင်းမြလိုက်တော့အချေတော့တစ်တယ်မယ်လားသွားထွက်လာခက်ဒီနေ့ဘာလို့ဆွဲလာတော့ဟာမင်းကအရင်ကြီးရှာပေးမလို့လေအရင်ကြီးဟာဒီကောင်ကိုသွားကြောင်းရင်တော့ကြောက်ခက်ခင်ဗျထုမှာတော့ဟာငါအဲ့လိုမမိုက်သေးပါဘူးကွာဘာလို့မလဲပေါက်မလား
ပေါင်ရင်လည်းဒီမြင့်ဘလို့ထုတ်ပိုးသိမ့်မလဲငါသိပါတယ်မင်းတို့ငတုံးမဟုတ်ဘူးအခုကအမေးလေးတင်ဖြတ်ရောက်မှာအဲ့လိုဖြတ်ရောက်လိုက်ရင်မြင်းပန်ရှင်လည်းမသိဘူးအဖြတ်ခံလည်းမြင်းကိုယ်တိုင်လည်းကိုဘူကအလေးချင်းရောက်သွားတော့ချီးစုတော်တင်ပြီးမျက်နှာတော်ရအောင်မယ်ကောင်းတယ်ဖြတ်ဖြတ်မေးမိကြိုက်ဘောလုံးမသိပိုက်ဆံလိုရဟေးပိုက်ဆံလိုရဟာအားပေးကုန်ပြီဟာဒီတချင်းကတန်းပေါက်မဲ့တချင်းတခါတန်းပြနားဆွဲသွားတယ်ကြည်သားတချင်းတော့နားဆွဲတာမဟုတ်ဘူးကိုကပတ်စံလိုနေတာအဲ့ဒါပြောတာငါတို့ကအများနဲ့တက်ဆိုင်တဲ့စကလုံးတွေကိုခက်ရှာပွေထားတာပိုက်ဆံတော့လဲပေါ့ထားပဲပေါ့ကြောက်ခဲမင်းပတ်စံလိုတယ်မဟုတ်လားအေးမင်းကိုဂွင်တဂွင်တော့ပြလိုက်မယ်ကိုခိုင်းရွာမှာဖျားဝဲရှိတယ်အဲ့ဒါမင်းမြင်းကိုတော်တော့ကျုံမြင်းကိုသူများစီးဖို့အတွက်ငှားခိုင်းမလို့လားငါအသိပဲခံလိုက်မယ်ဒီမြင်းကိုသက်လုံးမငှားဘူးဟမ်မြင်းပဲရောက်ပါငါတို့ပဲဒီမြင်းကောင်းလေးပါစားတော့ဟောလို့ငါမသိဘူးငါမပါဘူးငါတို့တိုင်းနေတာငါတို့တိုင်းနေဘယ်မှမထားသေးဘူးဆရာကျွင်းဟုတ်မြင်းကြောင့်ထပ်ဆက်ရင်မကောင်းဘူးလားအေးမင်းနဲ့မနဲ့ဆက်လိုက်ပါလားစိတ်ပြေတော့မပြေဘူးတော်မြင်တော်ကျန်တာပြင်းနေတမီးရဗျာဒီပါကြောက်ခဲ့ဒီမြင်းငယ်ငယ်လေးတွေမွေးလာဒီမြင်းရတုတ်သေးတယ်အဲ့လိုလုပ်လို့မရဘူးနော်ဒီမြင်းကပုတ်ပေးနှိပ်ပေးအရန်ကြိုက်တာဒီမြင်းအရန်သွားဆွလို့တော့ကံပါဗောမင်းစောစီကငါ့အဲ့လိုပြောပါလားကွာဟောခင်ဗျားမျက်နှာရကျင်တယ်ဆိုကြည့်ကြည့်တယ်မျက်နှာရသွားပြီဒဏ်ရာပါတယ်ဒီပါဒီနေ့ကျုပ်ရင်းမိနှုတ်ပြမယ်ကြည့်နှုတ်ပြမြင်းကိုအရင်ပေါင်းရတယ်နော်ကိုသူကိုပြအောင်လို့ပုတ်ပေးဘလောက်ကြိုက်တယ်နော်ဒီပေါ်လာလိုက်ဗျာမပေါ်လာလိုက်ဒီပေါ်လာလိုက်အမီနာရလာပြီအမီကိုရွေးသေးကြလေးဟဲ့အောက်ကြီးဒီငါမျိုးဘာလုပ်နေရလဲအမီနောက်မလို့ကွာဟာဟုတ်မင်းမြင်းမရရှည်တော့ကွာပြည့်ရလာတာဟိုမလွတ်လပ်ဘူးလေတော့ပြီးတော့ချီးပိုင်လည်းပေးတယ်ကွာအဲ့ကြောင့်မို့ဟိုပုံကြအောင်လို့ပုံသွင်းနေမြင်းမီတွေဟိုဒါရှောက်ပြောမနေနဲ့မင်းအကြောင်းငါသိတယ်မြင်းမီဖြတ်ရောင်းပြီးဖဲရိုက်မလို့လားဟုတ်တယ်မင်းကွာငါဒီနေ့ကိုဘယ်လောက်ချက်တယ်ဆိုမင်းသိရလားမင်းဘလို့လုပ်ရငါတို့ချင်လို့လွတ်တာမဟုတ်ဘူးကွာဒီကောင်ကပြောတာပဲမြင်းမီညွှန်လိုက်ချင်းမြင်းကပို့သွားတယ်တဲ့ဟိုပြေးရလောပုံကောင်းနေတဲ့သူရှင်းလာတယ်ဆိုငါနှုတ်တာအဲ့တော့သူ့နှမအမွေသွားနှုတ်ပါလားဟုတ်တယ်ငါတို့မြတ်နှုတ်ထားတယ်မျိုးဒီနားလေးကြားလေးသူကဘယ်လိုနှမောရပါဟေးဟိုဘက်ရောမြင်းနေအောင်ရှိသေးတယ်ဘာလို့မလဲဒီမှာတစ်ဖက်လိုသေးတယ်လေဗျာနော်ဟုတ်တယ်ပါမလိုက်ဘူးကြောင်းနဲ့နေတိုင်းတွေ့နေကြမျက်နှာလေးကိုမတွေ့ရလို့ပျော်ရင်းနဲ့စိတ်တူလာပါလားအေးဟုတ်တယ်အခုတွေ့နေမှာလေပျော်လိုက်တော့ဒါလည်းပြောနေရလဲငါတကယ်ကြုံမြောက်နေအောင်ပြောတာလျှော်လိုက်စမ်းပါအလင်းရဲ့ဘေးနားမှာကိုကလွင်တခြားဘယ်သူမှမရှိစေအောင်အေးကံမကောင်းကြောင်းမလားလို့ကျောက်ကဘယ်လိုလုပ်ကြမှာလဲစာပင်မို့လာတဲ့မိန်းကလေးတယောက်တည်းကိုအဲ့လောက်ထိနှောက်ရှက်နေတော့လုံးနေပြီထင်တယ်နော်ရောက်ဖြည်းပြောသားမှာကွာမင်းကလေငါချစ်သူလေးကိုငါလက်ဖျားနေတော့မတိုးရသေးဘူးကွာမင်းတို့ကြောင်းလမ်းရောက်နေပြီဆိုရင်ငါ့ကိုစွတ်ဖြဲနေတာမင်းနေတိုင်းဖြတ်နေတဲ့လမ်းငါအပိုင်စားနေဆိုတာမင်းတတိယလဲဟုတ်ဟဲ့ကြောက်တယ်ကွာမင်းမရွေးဘူးမင်းကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာတွေးလို့ရတယ်လုပ်ကြည့်လိုက်ကြိုက်တယ်ကွာအဲ့စိတ်ဓာတ်ကိုကြိုက်တယ်အဲ့အတွက်မင်းကငါနောက်ဆုံးခွင့်ရတစ်ခုချီးမြှင့်လိုက်ငါရဲ့ကာယကံမြောက်အစိုးအမကိုမင်းနဲ့ဆိုင်မခံစားဖို့အတွက်လင်းအောင်ရဲ့ဘေးနားနေအမြန်ဆုံးဒီနဲ့ထာဝရထွက်ခွာသွားလိုက်ပါမင်းပြောတဲ့စကားကငါတခုမှနားမလဲငါလှုပ်ချင်တာပဲငါလှုပ်တဲ့ကောင်ကွာမင်းကြိုက်တယ်လို့ဘာသာပြန်လို့ရတယ်ဒါအလင်းအောင်ဒီ
ကောင်တခါနဲ့ကျုံးလိုက်ကမလားဟဲ့အောင်မလောစမ်းပါနဲ့ကွာမင်းတို့နှစ်ခါမကျုံးညင်ဘူးခဏလေးစောင့်ဒီကောင်ကကျုံးနဲ့တွင်းပြီးစောင်းနေကြညာမှာစောင်းမယ်လေတယောက်တည်းစွတ်ထွက်လာဘူးလို့ဖြစ်တာနဲအောင်လေ我来干什么来了？我来这个不干这个，你妈来了。ဩငါတို့ဘဝတွေကနင်တို့လူကြောင်းငိန်တောင်ဆိုရင်ထွက်ချင်တိုင်းထွက်လာလို့ရမှာမဟုတ်လားအိမ်မှာပြဿနာပေါင်း1600နဲ့နေ့စဉ်ပတ်လေရိုက်အဲ့ဒါလည်းနည်းနည်းမေ့မထားနဲ့အောင်ငါနဲ့အစ်စ်ပြောတာမဟုတ်ပါဘူးကြောက်ခဲငါနေဘာဖြစ်နေလဲလို့တော့မှစိတ်ပူနေတာပါအခုလဲကြောင်းလာတာမြင်းနဲ့တကြောင်လုံးဝိုင်းကြည့်နေကြမင်းရှက်ဘူးကြည်လည်းမတက်နိုင်ဘူးဟာကို့အပူနဲ့ကိုပဲကိုရက်ကိုဘူးတဲ့လူတွေကလည်းအိမ်မှာအိမ်ရှိလူကုန်မဲဟာအဲ့ဒါနင်မသိနိုင်ပါဘူးဟာကြောက်ခဲရဲ့နေ့ကြောင်နေသိတဲ့လောက်တော့ငါဘယ်သိလို့ရပါမလဲဒါနဲ့ငါအမြဲသိကျင်နေခဲ့တာပါသိတဲ့လောက်လဲခံစားပေးခဲ့တာကခံစားတဲ့လောက်လဲဟိုလားလက်ကနောက်ဆုံးမလားပေးမယ်သွားတော့ကြောက်ခဲငါဆိုင်ပေးထားမယ်လေငါမှဆုထားတဲ့ပတ်စံနေရှိတယ်နေပါဟာငါသူများအထောက်ပံ့နဲ့ကြောင်းတက်တကောင်ဖြစ်သွားမယ်တခြားလူမှမဟုတ်တာပဲကြောက်ခဲရဲ့တော်ပါပြီဟာငါ easy ရှာလို့ရပါလေရှာရမယ်ဆိုတော့မလွယ်တာပဲပေါ့ကြောက်ခဲရဲ့ဟိုဒါဖြစ်ဒီလိုလုပ်ပါလားငါနဲ့ပတ်စံချီးထားမယ်လေပြီးနေပြန်ဆက်ပေါ့တော်ပါတော့လင်းရောင်နစ်စီရနာရောငါကျေးဇူးတင်ပါတယ်ဒါပေမဲ့အဲ့ကျေးဇူးတရားတွေအတွက်နဲ့တော့ငါနဲ့အလိုမလိုက်ပြဘူးဖီတယောက်လုံးစန့်ကျင်ပြီးသင်ကြားခဲ့ရတဲ့ဒီပညာရေးလေးကိုငါချွေးနေစားနေပဲငါပြီးပြစီဟာငါလက်ခုပ်တီးပဲပါအဲ့ဒါပဲသမီးတွေလူတိုင်းမှာဓာတိပုံညဂုံမာနာဆိုတာသူ့ဟာနဲ့သူရှိကြတာကြီးပဲသမီးရဲ့ဟေးကိုဘွားကိုတီးပြီးတော့ကိုရူးကိုချွန်လုတ်တတ်တဲ့လူမျိုးကတော့စင်ရင်လည်းပြောင်းပြောင်းချမ်းသာလည်းပြောင်းပြောင်းဖေကအဲ့လိုလူမျိုးမှသဘောကျတာသမီးကျောင်းဖေကဆာလိုက်တော့လေဖေကသူ့ကိုရှော့တော့လို့မရဘူးသမီးမရဘာသာဆိုရင်လေသူကဆရာကြီးပဲသမီးရရဲ့ဘာသာကျတော့သူ့ကိုပြန်ပြရပြန်ရောဟေးကိုင်းကျွန်းမီကျွန်းကိုင်းမီဆိုတာဒါမျိုးပေါ့ဒါမှလည်းတယောက်နဲ့တယောက်ဆက်ဆံရရရှိမှမှတ်လားဟာဗါတဲ့